မိသားစုတင့်နာကအတွက်စဉ်းစားတဲ့အခါတေချာစီစဉ်ဖို့လိုမယ်နော်သားသမီးရနာလေးတွေအတွက်တင်ကိုယ်တိုင်ရောအစင်းသစ်ဖြစ်ပြီလားမဖြစ်သေးဘူးဒီရင်သွေးလေးကောင်းကောင်းမွန်မွန်ကြီးပြင်းဖို့အတွက်ချိန်ပေးရအောင်မယ်လေမဖြစ်သေးဘူးနောက်ရင်တွေလေးထပ်ယူဖို့အတွက်ကအရင်စူးစမ်းရအောင်မယ်မဖြစ်သေးဘူးပိုကောင်းတဲ့နာကအတွက်စူးစမ်းကျင်သေးတယ်ဖြစ်သေးဘူးလက်ရှိမိသားစုလေးကပြည့်စုံနေပြီလေမဖြစ်သေးဘူးအခုမှမိသားစုဘဝလေးကိုစပြီးတည်ဆောက်ပါလေမဖြစ်သေးဘူးသမီးလေးရှိရတဲ့အတွက်အလုပ်ပိုစူးစမ်းခြင်းနေတယ်မဖြစ်သေးဘူးကိုယ့်အိမ်မက်တွေကိုအကောင့်ထဲပေါ်ခြင်းသေးရဲ့တဲ့နာကတဲ့မိသားစုအတွက်တေချာစီစဉ်ဖို့လိုတယ်နော်ဒါကြောင့်မို့လို့လေဒီယာကတင်တဲ့သူမြင်ရှိနေမှာပါပိုကောင်းတဲ့နာကပြီးပြည့်စုံတဲ့မိသားစုအတွက်လေဒီယာနဲ့ဆိုတေချာစီစဉ်နိုင်ပြီပေါ့မြမအမျိုးသမီးတိုင်းယုံကြည်အားကြရာလေဒီယာတင့်အနာကတင့်ဆုံးဖြတ်ချက်